စောင်းဟီကျုံနဲ့ကွာရှင်းပြီးတဲ့နောက်မှာမင်းသားစောင်းကြုံကြီးတယောက်ဒုတိယအကြိမ်ထပ်မံကွာရှင်းတော့မှလားဆိုတဲ့သတင်းတွေအခုရဲ့ပိုင်း social media တွေပေါ်မှာတော်တော်လေးကြရက်ထနေပါတယ်ခင်ဗျတရုတ်နဲ့ရှေ့တောင်အာရှလူမှုကွန်ရက်တွေမှာတော့သူနဲ့ဇနီးဖြစ်သူ KT တို့လမ်းခွဲကွာရှင်းဖို့တရားရုံးမှာရှောက်လာတင်ထားလိုက်ပြီးဆိုတဲ့သတင်းတွေဗီဒီယိုတွေပြန့်နှံ့နေပြီးတော့ fan တွေရဲ့ကြားမှာလည်းတော်တော်လေးစိတ်ဝင်စားမှုမြင့်တက်နေတာပါစောင်းကြုံကြီးဟာ2019တော့က Descendant of the Sun ဇာတ်လမ်းတွေမှာတွဲဖက်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးစောင်းဟီကျုံနဲ့လက်ထပ်ခဲ့ပေမဲ့2019မှာကွာရှင်းခဲ့ကြတာအားလုံးအသိပဲဖြစ်ပါတယ်အဲ့ဒီနောက်2023ဇန်နဝါရီမှာတော့ဗြိတိန်အီတလီမင်းသမီးဟောင်းတလက်ဖြစ်တဲ့ KT နဲ့ဒုတိယအကြိမ်တရားဝင်အိမ်ထောင်ပြုခဲ့ပြီးတော့လက်ရှိမှာသားတစ်ယောက်သမီးတစ်ယောက်နဲ့အတူကလေး2ယောက်ရဲ့မိဘတွေဖြစ်နေကြတာပါအခုလိုဒုတိယအိမ်ထောင်ရေးပါအကြောင်းထပ်နေပြီဆိုတဲ့သတင်းတွေတဲတဲမဲမဲထွက်ပေါ်နေပေမဲ့စုံကြုံကြီးဘက်ကသူ့ရဲ့ agency ဘက်ကပါဘာမှအတည်ပြုတာညှင်းဆန်တာမျိုးလုံးဝမလုပ်ထားသေးပါဘူးဒါကြောင့်ဒါဟာ AI နဲ့ဖန်တီးထားတဲ့ကောလာဟာလာသတင်းအမှားတက်တက်ပဲလားဒါမှမဟုတ်တကယ်ပဲကွာရှင်းတော့မှလားဆိုတာတော့ agency ရဲ့တရားဝင်ထုတ်ပြန်ချက်ထွက်လာတဲ့အထိဆက်လက်စောင့်ကြည့်ရအောင်ပါနောက်ဆက်တွဲသတင်းတွေကိုလည်းထပ်မံတင်ဆက်ပေးသွားပါမယ်ခင်ဗျကဲအားလုံးကိုနှိပ်စက်ဖို့ JYP ပါပါကတော့တချင်အသက်ထွက်ထားပါပြီကြည့်ရတာသူလဲပဲ K-pop ရဲ့ Before Company Coachella ပွဲကြီးမှာပါဝင်ရတော့မှာမို့ကမ်ဘက်လိုက်တာနဲ့တူပါတယ်အရင်နှစ်တွေတုန်းကလည်းရုပ်ရှင်ဂီတစင်မြင့်ထဲမှာဘယ်သူမှမတူတဲ့ performance တွေကြောင့်စင်အောက်ကလူတွေစွန့်အားခဲ့ရပါသေးတယ်အခုလဲ Before Coachella စင်မြင့်ထဲမှာတကဘာလုံးက K-pop ပရိသတ်တွေကိုစွန့်အားသွားစေခြင်းလို့ထင်ပါတယ်ခင်ဗျာတချင်အသက်တွေထွက်ချလာတာပါလိမ်မော်ရောင်တွေအမဲရောင်ဇာဝမ်းဆက်တွေနဲ့ What ဆိုတဲ့တချင်နဲ့ကမ်ဘက်လာတာမို့လို့တကယ်ကိုဆူပြေးပါပဲ JYP ပတ်ကတော့အသက်50ကျော်သည့်အထိ engine set မငိမ့်သေးပဲ power အပြည့်နဲ့ကပြနေတော့မှာပဲသူ့ရဲ့ဓာမျိုးအဝတ်စားဒီဇိုင်းဆန်းဆန်းတွေနဲ့တချင် style တွေကြောင့်လဲ social media မှာမီမီဟာတာတွေအဖြစ်ခဏဖြစ်လို့ရှိပါတယ်ကဲပရိသတ်ကြီးက JYP ရဲ့ဝတ်စုံ style တွေရော expansion တွေရောအကောက်ွက်တွေရောကိုကြည်ရင်းနဲ့မှာအတူတူထကကျင်နေကြပြီလားခင်ဗျာ80s က Bad Challenge ကတော့လက်ရှိ K-pop လောကမှာတကယ်ကိုအားလုံးစောင့်ကြည့်နေရတဲ့ trend တစ်ခုဖြစ်နေပါပြီအခုဆိုရင်ထပ်မံပြီးတော့ K-pop လောကရဲ့ main dancer တွေဖြစ်ကြတဲ့ 80s က Sun နဲ့ Twice ဖွဲ့ဝင်မိုမိုတို့ဟာဒီ challenge ကိုအတူတူ join လာက social media platform အသီးသီးမှာ like တွေ view တွေ million နဲ့မိပွက်မတက်ကို viral ဖြစ်အောင်လုပ်ခဲ့တာပါခင်ဗျတကယ်ကို chemistry မိနေခဲ့ကြပြီးတော့နှစ်ယောက်စလုံးက K-pop RSC ရဲ့ main dancer တွေဖြစ်တဲ့အတိုင်း dance line တွေရဲ့ power control နဲ့အမူအရာတွေကအရန်ကိုမှကြီးကောင်းလွန်းနေခဲ့တာပါမိုမိုရဲ့စီးကျက်ကြနဲ့မပြတ်တောက်တဲ့ခြေလမ်းတွေအကအတိုင်းလှပမှုနဲ့စမ်းရဲ့ပြင်းထန်တဲ့ energy stay present နဲ့ dance line အဲ့ဒီနှစ်ခုပေါင်းစပ်သွားတဲ့အခါမှာတော့အကတင်မကပဲ frame တစ်ခုထဲမှာရှင်ရလိုက်တာနဲ့တင်လုံးဝကို aura အပြည့်နဲ့တွေ့လိုက်ရတာပါဟုတ်ကဲ့ပါခင်ဗျာသူတို့ညရဲ့ဗီဒီယိုကိုကြည့်ပြီးတော့ကျွန်တော်အတွက်ကတော့ Rabbit ကောင်မနေအောင်ကြည့်နေရတဲ့ challenge ဗီဒီယိုတစ်ခုကိုပြင်နေခဲ့ရပါကွင်းလုံးပြပရိသတ်တွေအားလုံးညီညာညာနဲ့လိုက်ဆိုခဲ့ကြတဲ့ပွာစာရဲ့နိုင်ငံတော်တခြင်းဖြစ်တဲ့ God Goodbyeပြီးခဲ့တဲ့ PS1 ရဲ့ Summer Swan 2026 concept ပွဲကြီးမှာဟွာစာရဲ့ God Goodbye တခြင်းဖျော်ဖြေမှုဟာပရိသတ်ထောင်ပေါင်းများစွာရဲ့အာရုံကိုလုံးဝဖန်ဆာသွားခဲ့ပါတယ်။အဲ့ဒီနေ့ကဖျော်ဖြေမှုရဲ့အမှတ်တရအဖြစ်ဆုံး moment ကတော့ကွင်းတစ်ခုလုံးမှာရှိတဲ့ပရိသတ်တွေဟာညီညာညာနဲ့ဒီတခြင်းကိုလိုက်ဆိုပေးခဲ့ကြတာပါ။ဟွာစာကသူ့ရဲ့ mic ကိုလွှတ်လိုက်တဲ့အချိန်ပရိသတ်တွေရဲ့အတန်လှိုင်းပင်လေကြီးဟာ concept တစ်ခုလုံးကိုလုံးဝကိုလွှမ်းမိုးသွားခဲ့တာပါခင်ဗျာ။ပြီးခဲ့တဲ့2025အောက်တိုဘာ15ရက်မှာထွက်ရှိခဲ့တဲ့ God Goodbye တခြင်းဟာဟွာစာကိုယ်တိုင်ရေးဆက်ထားတဲ့ Bollet တခြင်းဖြစ်ပြီးတော့ဒီတခြင်းဟာပြည်ပနဲ့ကိုရီးယားတနိုင်ငံလုံးနားထောင်မှုအဆင့် Perfect OK 656ကြိမ်အထိတောင်ရရှိခဲ့တယ်လို့ဘေဘော့ကိုရီးယား Hot 100အပါအဝင်တခြင်းစရာများစွာရဲ့ထိတ်ဆုံးမှာရပ်တည်နိုင်ခဲ့တာပါခင်ဗျအခုဆိုရင်ဒီလိုမျိုးဘယ် concept ဘယ်နေရာမှာပဲသွားဖျော်ပြပရိသတ်တွေအားလုံး like ဆိုနိုင်တဲ့ဟွာစာရဲ့နိုင်ငံတော်တခြင်းလိုတောင်ဖြစ်နေပါပြီခင်ဗျာဟုတ်ကဲ့ပရိသတ်ကြီးကဟွာစာရဲ့တခြင်းကိုဘယ်နှခေါက်တောင်နားထောင်နေပြီလို့အလွတ်ရနေပြီလဲဆိုတာ comment လေးတွေမှာဖြေခဲ့ပါအောင်နော်lesson ဆိုတာသူတို့တက်မဟုတ်တယ်လို့ပဲလို့ပြောရလောက်အောင်
live vocal ဘိုင်းမှာတော့ငါတို့က KT ပဲဆိုတဲ့မမမှု အတိအကျပါပဲခင်ဗျာမမမှုနဲ့ lesson ဆိုတာတကယ်ကိုလုံးဝမအပ်ဆက်တဲ့စကားလုံးပါ K-pop လောကမှာ CD ကိုဝါစာထားသလားလို့တင်စားရလောက်အောင် live singing ဘိုင်းမှာသူတို့ကဆီယာမာကြီးတွေဖြစ်နေတာပါခင်ဗျနောက်ခံ background music ကိုဖယ်လိုက်ရင်တောင်မှပဲသူတို့အတန်တွေကအခွေဖွင့်ထားသလိုမျိုးငြိမ်ပြီးတော့ power အပြည့်ရှိနေတာမျိုးပါတခါတလေ stage ပေါ်မှာ live ဆိုနေချိန် microphone အစင်မပြေဖြစ်နေရင်တောင်မှပဲကိုယ်ပိုင်အတန် power နဲ့ပဲတကွင်းလုံးကိုဟိန်းနေအောင်ဆိုနိုင်တဲ့အဖွဲဖြစ်ပါတယ်ခင်ဗျအခုနောက်ပိုင်း generation အသက်တွေထဲမှာဆိုရင် dance line တွေ visual တွေနဲ့ performance ပိုင်းအရန်မိုက်တဲ့အဖွဲတွေအများကြီးထွက်လာတာမှန်ပေမဲ့ live vocal ပိုင်းတီးတန်းကိုရှင်းမယ်ဆိုရင်တော့မမမှုရဲ့ standard ကိုတော်တော်နဲ့မှီဖို့မလွယ်သေးပါဘူးခင်ဗျာသူတို့ရဲ့ live vocal ကိုမမှီသေးတဲ့အချက်ကတော့ရှင်းပါတယ်အဖွဲတော်တော်များများမှာ main vocal တယောက်ပဲအကိုရပေမဲ့မမမှုကတော့ rapper ဖြစ်တဲ့အဖွဲ့ဝင်တွေကအစား၄ယောက်လုံးက main vocal level တွေကြီးပါပဲခင်ဗျာဂီတဖျော်ဖြေမှုတင်ဆက်ပွဲတွေကိုကြည့်မယ်ဆိုရင် lesson မဟုတ်ဘဲ live ဆိုမှာပို့ပြီးတော့အရသာရှိတာမို့လို့ K-pop လောကမှာ live အကောင်းဆုံးအဖွဲ့စင်းရထုတ်ရင်သူတို့ကအမြဲတမ်းထိတ်ဆုံးမှရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာ